နယ်လေးပြိုမဟာမြန်ရက်ကွက်ထဲမှာရှိတဲ့လေးတက်တိုက်အယောင်လေးနဲ့မိတ်ဆက်ပေးမယ်နော်သူကမိအကျယ်ဝဲကမျက်နှာဖွင့်က20ပါအနောက်က60 20 60မြေခွက်ပေါ်မှာစောက်ထားတဲ့ဒါလေးတဲ့အဆောက်အဦပေါ့နော်သူကမဟာမြိုင်ရက်ကွက်ထဲကိုကျွန်တော်68လမ်းနဲ့39လမ်းအနီးမှာရှိပါတယ်ဒီနေ့ကတော့8ရက်2လ2026ဒီနေ့က8ရက်2လ2026ပေါ့နော်ကျွန်တော်မြင်းကြီးတက်လေးတစ်ချက်ရိုက်ပြဒီနေရာကတော့ကျွန်တော်တို့ကားထားမဲ့နေရာပါကားထားမဲ့နေရာမှာလည်းအောက်ထပ်မှာကြွေပြားတွေခင်းထားပါတယ်။နံရံမှာအကုန်လုံးကြွေပြားတွေကတ်ထားတာကိုတွေ့ရပါတယ်ပေါ့နော်။ဒါခုနဝင်ချင်းကကျွန်တော်ကားထားမဲ့နေရာကျွန်တော်ဒီနမ်းမှာတော့ဒါအေကန်းပေါ့နော်။အေကန်းပုံစံမျိုးလှုပ်ထားတာကိုတွေ့ရတယ်။စက်တီနဲ့ကြဲကြဲလောင်လောင်နဲ့ထိုင်လို့ရတယ်ပေါ့နော်။အပေါ်ကမီဆိုင်လေးမီဒီဆိုင်လေးလည်းတော်တော်လေးလှပါတယ်။ကျွန်တော်အေကန်ထဲမှာလည်းနံရံအပြည့်ကြွေပြားတွေကတ်ထားပါတယ်ဒီတိုက်မှာဘာထူးခြားလဲဆိုတော့နံရံတွေအကုန်လုံးအနီးပါးကိုပေါ့နော်ကြွေပြားတွေကတ်ထားတာကိုတွေ့ရတယ်ကျွန်တော်မြေပြင်မှာလည်းကျွန်တော်ကြမ်းကင်းမှာလည်းကြွေပြားတွေကတ်ထားပါတယ်နံရံဒီမှာလည်းကြွေပြားကတ်ထားတယ်ဒီဘက်ကတော့ kitchen မီးဖိုကန်မှာကျွန်တော်တို့ဒီမီကိုစုပ်တဲ့ exhaust fan လေးလည်းပါပါတယ်ပြီးတော့ထမင်းချက်ဖို့ပေးစင်းနေအကုန်ပါတယ်ပေါ့နော်ဒါကတော့မြင်ကြီးတက်မှာအောက်ထက်မှာကြမ်းကင်းကြွေပြားခင်းပြီးစားနံရံမှာကြွေပြားကတ်ထားတယ်ပေါ့နော်ဒါကတော့အပေါ်တက်ကိုရောက်ပါပြီအပေါ်တက်နံရံတွေမှာလည်းကြွေပြားတွေအကုန်ကတ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကျွန်တော်အခန်းလေးတွေရိုက်ပြပေးပါမယ်ဒီတိုက်မှာကထူးထူးခြားခြား master bedroom ကြီးပဲက6ခန်းလောက်ပါပါတယ်ဒါတော့ပထမဆုံးကျွန်တော်ရိုက်ပြတဲ့ master အခန်းမှာ master bedroom အခန်းထဲမှာလည်းကြွေပြားတွေနံရံအကုန်ကတ်ထားတယ်ရေချိုကန်းအိမ်နာမှာလည်းနံရံတွေအကုန်ကတ်ထားနံရံမှာကြွေပြားအကုန်ကတ်ပြီးသားပေါ့နော်ပြီး6လမ်းထဲမှာလည်းကျွန်တော်နံရံတွေမှာလည်းကြွေပြားအကုန်ကတ်ထားပါတယ်ကြမ်းကင်းမှာလည်းကြွေပြားအကုန်ခင်းထားတယ်ပေါ့နော်ဒါက master bedroom တစ်ခန်းမှာစုစုပေါင်းဒီပထမတက်မှာ master bedroom က3ခန်းပါပါတယ်ပေါ့နော်ကျွန်တော်ဒီဘက်ဆုံးမှာတော့ဒါဖျားခန်းမှာတော့အောက်ကကျွန်တော်တို့ဒါကိုပါကီခင်းထားတာကိုတွေ့ရတယ်ဗောနော်ဟုတ်ပြီလမ်းလျှောက်လမ်းတစ်လျှောက်မှာလဲကျွန်တော်နံရံတွေအကုန်လုံးကကြွေပြားတွေအကုန်ကိုကတ်ထားတာကိုတွေ့ရတယ်ဗောနော်ဒီတိုက်လေးကမန္တလေးမြို့မဟာအောင်မြေမြို့နယ်မဟာမြိုင်ရက်ကွက်ဗောနော်2060မြေကွက်ပေါ်မှာစောက်ထားတဲ့လေးတက်အဆောက်အဦဖြစ်ပါတယ်ဒီဘက်အခန်းကလည်း master bedroom မှာဒီအခန်းမှာလည်းကျန်းကင်းမှာကြွေပြားကတ်ပြီးတော့နံရံတွေအကုန်လုံးလည်းကြွေပြားကတ်ထားတယ်ဗောနော်ကျန်းကင်းမှာကြွေပြားခင်းတယ်နံရံမှာကြွေပြားကတ်တယ်လှေကမ်းမှာလည်းကြွေပြားတွေအကုန်ပါပြီးသားပါဒါတော့နောက်တစ်ထပ်ဖြစ်သွားတယ်ဗောနော်နောက်တစ်ထပ်မှာကျတော့ဒါအပေါ်ဆုံးတက်ဖြစ်သွားမယ်အပေါ်ဆုံးတက်မှာဒီအခန်းက master bedroom ကိုအခန်းကျယ်ဗောနော်အောက်ထပ်မှာကျတော့သူကအခန်း2ခန်းဖွဲ့တာကိုတွေ့ရပြီးတော့ဒီအပေါ်ဆုံးတက်မှာကျတော့သူက2ခန်းကိုတစ်ခန်းပေါင်းထားတဲ့ဟာမျိုးတွေ့ရတယ်ဒါရေချိုးခန်းအိမ်သာရှာဝါတွေလည်းအကုန်ပါပါတယ်စာရွက်စာတမ်းကတော့ဒီအကွက်လေးကစလစ်မူရင်လေးဖြစ်တယ်ဗောနော်စာရွက်စာတမ်းကစလစ်မူရင်မှာရောင်းချပေးမဲ့ဈေးနှုန်းက12500နဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ဒီနေ့က8ရက်2လ2026ပါအကွက်လေးတွေကိုဒီတိုက်လေးရှိသေးလားလို့ကျွန်တော်တို့တိတ်လေးနဲ့တစ်ချက်ပြန်ကြည့်ပြီးကျွန်တော်တို့ဒီဖုန်းဆက်ပြီးတော့မေးမြန်းနိုင်တယ်ဗောနော်ဒါတော့အပေါ်ဆုံးတက်2ခန်းတစ်ခန်းပေါင်းထားတယ်ဒီခန်းမှာလည်းကျန်းကင်းမှာကြွေပြားခင်းပြီးတော့နိုင်ရံမှာကြွေပြားကတ်ထားပါတယ်ရောင်းချပေးမဲ့ဈေးနှုန်းက12500ပါစုစုပေါင်း master bedroom ကြီးပဲ6ခန်းလောက်ပါပါတယ်ဒီတိုက်လေးကိုစိတ်ဝင်စားလို့ကြည့်ရှုကျင်နေဆိုရင်လည်းဖုန်းလေး2နာရီလောက်ကြိုးဆက်ပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာကျွန်တော်ကတော့အိမ်ချမ်းပြေကြိုးဆောင်ကိုတင်ထုံးဝဲမှာဝေါ်ထဲမှာဖုန်း